ပြောမင်းတခွန်းပြောအောင်မြင်ခြင်းနဲ့မမိလားကဲလောင်းမယ်ကြာလို့အမားစေမာနဲ့အောက်ခေါ်ပြီးနေထွက်ပြေငါခွက်ပါသွားအောင်မယ်ဒုက္ခိနာလက်ကလေးရတစ်ဖက်ပြီโอเคတော့ဘယ်တောင်ရှိလဲဟမ်နေတော့ဒီကနေခြေလောင်းမယ်ဒီလိုတစ်ဖက်လည်းဒီကနေခြေလောင်းမယ်ဟောမပြီးတော့မင်းငါပြောငါသတ်တော့မကြိုက်ဒီကနေခြေလောင်းမယ်ဒီလိုတစ်ဖက်လည်းပတ်မယ်ဟိုထောက်ရောက်ရင်အော်မယ်ထိုးလို့အော်မယ်စောက်လို့လဲဘယ်ထောက်ရောက်ရင်ထိုးမလဲခါလေးဖွင့်ပြမယ်အလကားကြည့်ပြီးစောက်တင်းပြောနေကဲသားလေးချိန်တာကြောနော်မရိယာကြီးအားပေးတဲ့ကြီးကိုမတော်ကမစော်ကောက်ပြောတယ်လို့ပြောတယ်ဖွင့်ကြလဲလို့မွေမပြည့်စီးတဲ့ဖဏတယောက်မှမချွတ်နဲ့ညနာကိုဖဏနဲ့စောက်အဲကြမှာလူလေးပြောအလကားကြည့်ပြီးတော့အတင်းပြောနေတယ်ဖင်ကုတ်တယ်ကောင်းကုတ်တယ်လာတဲ့မြင်းလက်စရာကောင်းကြောင်းပြောတာပြီးရင်ငါတို့ကိုရောင်းမလို့ကျွန်တော်ရောင်းတာအစိုးရပြောတယ်ဆေးရောင်းမှာမနေ့ဖေရားပစ္စည်းရောင်းစားမှာကြောနော်အားပေးတဲ့ဘေးအိတ်တွေမစော်ကောက်ပြောတယ်လို့ပြောတာအကျိုးကလည်းအစွမ်းသီးလို့စမ်းနေတယ်ရောင်းတဲ့ဆေးကြတော့ငါတို့ဝယ်ရတယ်အလကားပေးလို့သူပေးတယ်သူပေးသလိုငါတို့လည်းပေးအစတော့ပေးမလို့ဒါပေမဲ့အခုတော့မပေးတော့မယူနဲ့တော့နော်ရိုင်းလို့မပေးတာမဟုတ်ရောင်းစားမယ်ဆိုတဲ့စကားနားတဲ့ကြလို့မပေးတာဒါပေမဲ့ဝမ်းမနေနဲ့ဝိုင်းပြီးသွားလို့လိုချင်လို့အစွမ်းသီးလို့စမ်းချင်လို့လိုချင်လားလိုချင်ဝိုင်းပြီးလားဆေးဝယ်မွေးဒီပါနှစ်ပါးဥဒေတာလူပေါင်းအယောက်20လူပြည့်ဓမ္မဝိုင်းပြီးမှလားအခုတော့မလားနဲ့ဒါနဲ့ကကိုယ့်ရဲ့ကိုပြန်ကြည့်ပတ်စံတွေပါတယ်တယောက်ယောက်ကိုပေးခဲ့ကျွန်တော်ငွေနဲ့တော့မဆက်တယ်လေလမ်းစိတ်ကြီးစိတ်ဒီလိုငွေစာဖို့တောင်းစားတဲ့သတောင်းစားတဲ့ကျွန်တော်မပေါ့ဘူးယုံကြည်ဒါပြီးတော့ကြာလို့လားကြာလို့လားဒီလေကြာကြတယ်ဆိုဒီလိုလုပ်လားဝိုင်းပြီးမှလာမနေနဲ့ငါလည်းမောလာမိုးလည်းမိုးပါလဲကြာတယ်ဟာဒီကမင်းတင်းနေသုံးတော့စောက်လို့လားရမလားကဲဘေးသားကကြာတယ်ဆိုဒီလိုလုပ်မင်းကတင်းနေသုံးစောက်တော့ငါလည်းတင်းနေသုံးထိုက်တဲ့သူတော်ကောင်းလက်ဝယ်ရောက်ကဲကျွန်တော်ကျဲပေးလိုက်အော်တော့ပိုင်းအော်တော့ကဒီပါဒီကပါရာနဲ့ကဘယ်ဘက်ကတော့ချင်းလဲအတန်ပေးလိုက်ဟုတ်ပြီလက်မထောင်နဲ့လေးပါစက်အောင်ဘယ်ဘက်ကဒီလိုလေလက်ကလက်ချောင်းနဲ့ကြည့်ဘယ်လိုကျဲပြရခဏလေးကျဲလဲလို့လက်ထဲမြောက်ပဲအောက်ပြုတ်ကြရင်တတင်းနဲ့လူငယ်ကြည့်အောင်မယ်ဒီမှာလက်ထဲမှာဘုရားသမားတွေပါလို့အဲ့တော့ဒီလိုလို့ဒီကိုဒီကဒီကိုပြောတာမှန်းလေကျဲလဲလို့လက်ထဲမြောက်ပဲအောက်ပြုတ်ကြရင်တတင်းနဲ့လူငယ်ကြည့်မယ်အဲ့တော့မကျဲတော့ဘူးဒီလိုလို့ဝိုင်းထဲမှာတကယ်ယုံကြည်တဲ့ဒီကိုမောင်နှမတွေပါလားပါလားဒီကပါလားအဲ့ကျွန်တော်အရင်ပြုဆိုတာပတ်စံပေးကလာမဟုတ်ဘူးကျွန်တော်ယုံနေဓမ္မယုံနေညာဖက်လာဝပြတ်တာကျွန်တော်ရိုးသေးသေးနဲ့သူ့တာလို့ပဲလက်ပိုက်ကိန်းကန်တယောက်မှမပေးဘူးပတ်စံပေးရင်မပေးဘူးယုံလို့လကားတော့ပေးဟုတ်ပြီညာဘက်ကတော့ဒီဘွားရဲ့လုပ်ငန်းဟုတ်ပြီယုံကြည်ဖို့ဒီဘွားရဲ့လုပ်ငန်းကလေးအောင်သေးဝင်အပြောဆိုနဲ့ပတ်သက်ရင်အောင်မြင်သွားရင်လက်ဖေးတာအောင်မြင်ကြုံတဲ့နေရာဓာတ်နဲ့ဒီနေရာမှာခဏလာပြတယ်ဟုတ်လားရောလဝါလေးတွေရင်းရောကဲခွင့်ရကဖြစ်တဲ့မွေပါပြဒါပြပြီးတော့ဝိုင်းသိမ့်မယ်ကဲဒီနေ့စမ်းနေလွတ်လပ်ပေါ့အလိုအားရလေဒီဘွားရဲ့လုပ်ငန်းကန်ဈေးအောင်ဈေးဝယ်အပြောဆိုနဲ့ပတ်သက်ရင်တော့ယုံကြည်မှုရှိမှဟာလေဟိုအယောက်20ဆိုဘယ်နှယောက်တွေဖြစ်ကုန်လဲနေပါဦးပေးပါဘုံငါအယောက်20ပေးမယ်လို့ပြောတာဘယ်နှယောက်တွေဖြစ်ကုန်လဲဆရာဒီအောင်ငုံလာလားဆောင်းရလားပြောပြဟာလေခဏလေးပြောပြရဟာလေညာဘက်ကရပြီနော်2ယောက်ရပြီလားဘုံတော့ကရပြီလားရပြီနော်ဒီလေအိမ်ထဲမနဲ့နဲ့ဟုတ်ညာဘက်ကလေးရဒီနေ့လေးဆိုတာရပြီလားကျွန်တော်သိမ်းပြီးရင်လာမတောင်းနဲ့ကျွန်တော်မပေးတော့ဘူးအချိန်နေကြတယ်ပြောပြမယ်နော်ဒီခဏလေးယုံကြည်တော့ယူတာလေးစားတယ်အယုံရင်မယူနဲ့ဒီထဲမှာကျွန်တော်အတင်းထိုးချိန်ပေးထားတဲ့လူပါလားပါဘူးထိုးချိန်ပြန်ပေးတော့သူ့မပြင်းနဲ့တန်နေတဲ့လူငယ်ကြီးမှညာဘက်လက်ကတင်းနေလေးဆိုတာရတော့သွားပြီအိမ်ရောရင်ဗမာထားပလဲတဲ့ဘိုးကွာတဲ့ဘုရားတင်မောရေကွက်တဲ့စိန်တာဟုတ်ပြီနော်ဝတ်သားစားတဲ့လူပါလားဝိုင်းပြီးလာမေးလို့ပါတယ်သုံးမစားနဲ့အကောင်လိုက်မောင်းသွင်းတယ်အလုပ်တွေရှုပ်လို့ဘာတွေမင်းမသိဘူးဟုတ်တယ်ကြီးလေအမဲသားစားရင်ဂျိုးဟာမျိုးချအားမရရင်ခွာပါမျိုးချလို့ရတယ်လူငယ်တွေရထားတဲ့အရက်ဖီယာကြိုက်တယ်ခွက်နဲ့သေးတယ်ဘူးလိုက်ပလင်းလိုက်မော့သွားအားမရရင်တုံငင်နှိပ်တာအရက်သမားဘုရားမရှိဘူးကဥပဒေမရှိဘူးကိုကြိုက်တာကိုလို့စားတဲ့ကတော့တဲ့ကဂုံမစားနဲ့လက်တိတ်တယ်အဲ့ဒါလေးတော့ရှောင်ပေးအလုပ်လုပ်ရတာမကောင်းဘူးဗျလူတိုင်းကစေတနာနဲ့မတန်ဘူးအဆောင်ပေးရင်အယောင်တယ်အသားလက်ပဲဒါပေးရင်တင်းဖြစ်တယ်အလကားပေးရင်တချို့ကအလကားပြည်စီချက်အားလုံးထားနေလေခုပဲပြောပြခဏဆောက်လို့ပြဖင်လန်ကြီးကောင်းတယ်ကြီးခက်တီတီထွက်သွားစိတ်ဆိုးလို့ဗရာမဟုတ်ဘူးနော်ထားတဲ့ရင်ကောင်းတယ်မထားတဲ့တော့ဘုရားကအောက်ကမြောက်ကအထက်ကဒီဘွားကြတယ်ကြက်သေးတယ်ခွေးသေးတယ်အိမ်ကနေမြစ်တာပို့တယ်အလကားပေးတဲ့မျက်နှာမထောက်တော့ဘူးသေသွားတဲ့မေပါအစ်စ်ပါတယ်မေနဲ့စိန်ကအဲအောင်မင်းပြန်လာခဲ့လိုက်ခေါ်လို့ရတယ်နင်းနီးလေးရှိသေးတယ်ရိုင်းနဲ့လို့တစ်သလုံးမလုံးရင်းလဲစရာခမရဘလောက်တက်လို့လဲတော့ကျွန်တော်မမေးနဲ့ဒီကညီမလေးပေးလာတာဗာပေးလာတာလေဘုန်းရနော်ဘာဖြစ်မဲ့ပြောထားတာလဲငွေဒီဘက်ကလူတွေအရင်ကြည့်လိုက်အကောင်သေးသေးလို့မပြသေးတာအခုဘူးတောင်းပြည့်သွားပြီဝယ်ဖြစ်လား
ခရီးတီးလားဒီဘက်ကညီကိုမောင်မကြီးလောက်နေထိုင်ရွှေနေတာမဟုတ်တကယ်ဖြစ်တာထွက်သွားတာစနေသားအဲ့လိုညာဘက်၆မှာခွဲကြိုက်ခံထားတဲ့ဒဏ်ရာနှစ်ချက်ပါတယ်ဝိုင်းနဲ့၄ဘက်ကုန်းဝင်တဲ့တိတက်တယ်တော့ကောင်းလားခင်ဗျတော့ကောင်းပါအောင်နော်ဟုတ်လားကျန်တဲ့လူကသစ္စာရှိလို့ကျန်တာထွက်သွားတာသစ္စာမဲလို့ထွက်တာအဲ့တော့ဒီလိုလို့ရတဲ့ညီကိုမောင်မအားလုံးကတကယ်ယုံကြည်မှုရှိတဲ့သူညာဘက်လက်ကတင်းတင်းလေးဆုံးထွက်သွားတဲ့မိတ်ဆွေလို့မဖြစ်လေရအောင်တော့ဒီကနေကျွန်တော်ရှောင်းရထားပုံထားလိတပြိုင်တည်းပြောပြတော့ဒီမှာသူနဲ့တူတူတွဲထားတဲ့တိမ်ကိုစိန်ဝင်ထားတဲ့ပတိလေးတွေအားလုံးတယောက်တစ်လုံးစီပေးမယ်တော့မသားဘူးနော်ထားပုံထားလိရှောင်းပုံရှောင်းလိတပြိုင်တည်းပြောပြရတဲ့သူတော်ကောင်းမိတ်ဆွေအားလုံးကတကယ်ယုံကြည်မှုရှိတဲ့သူညာဘက်လက်ကတင်းလေးဆုံးထွက်သွားတဲ့မိတ်ဆွေလို့မဖြစ်လေရအောင်ရော့ဒီမှာကျွန်တော်ရေလေးနဲ့အေးချမ်းသောမင်္ဂလာစီးထားတယ်ပုံတော်လေးတွေအနှင်းပေးနိုင်ရတဲ့ဆောင်းရထားပုံထားလိတပြိုင်တည်းပြောနိုင်ရန်အတွက်ရထားတဲ့မျိုးသမီးမျိုးသားအားလုံးတယောက်မကြမ်းဒါရတဲ့စီဝိုင်းတွင်းသို့10မိနစ်လောက်လေးအားလုံးဝင်ရောက်ကြည့်